ညီကိုတွေအားလုံးပဲမြင်လာပါ Premier League ပွဲစဉ် Newcastle နဲ့ Manchester United ပွဲလေးကိုတပွဲကောင်းလေးရွေးချယ်ပေးကြပါတယ် Newcastle ကတော့ဒါအဆင့်73နေရာမှာရှိနေပြီးတော့နောက်ဆုံး5ပွဲမှာ3ပွဲထိနိုင်ထားပြီးတော့ခြေစွမ်းပြန်တက်လာနေပါတယ်ခုညသည်အိမ်ကွင်း14ပွဲကစားထားတာမှာ6ပွဲထိနိုင်ထားသလိုဒါတိုက်စစ်ပိုင်းကလည်းအိမ်ကွင်းမှာဆိုရင်32ဂိုးထိတောင်သွင်းထားနိုင်ပြီးတော့ခံစစ်ပိုင်းကလည်းဒါ15ဂိုးလောက်ထိပဲပေးထားရပါတယ်အခြေစွမ်းပြတ်ကောင်းလာတယ်ဆိုပေမဲ့ဒါတခါလေတော့ကြောင်ပြောက်တက်တာမျိုးတော့ရှိပါတယ် United ကတော့အဆင့်3နေရာမှာရှိနေပြီးတော့ထိပ်ဆုံး3သင်းနေရာကိုထိန်းထားနိုင်မှုအတွက်တော့ဒါ PR တွေတော့ရှိနေပါတယ်နောက်ဆုံး5ပွဲမှာ4ပွဲထိနိုင်ထားပြီးတော့ဒါခြေစွမ်းတော်တော်ကောင်းလာပြီးတော့အမှားယွင်းလည်းနည်းလာပါတယ်အဝေးကွင်း14ပွဲကစားထားတာမှာ10ပွဲထိနိုင်ထားသလိုဒါ12ပွဲဆက်တိုက်ဂိုးတွေသွင်းထားနိုင်ပြီးတော့ခံစစ်ပိုင်းကတော့ဒါပွဲတိုင်းလိုလိုမှာဂိုးတွေတော့ပြန်ပေးနေရပါတယ်လူစင်းပိုင်းကိုကြည့်မယ်ဆိုရင်ဒါနျူကာဆယ်ဘက်မှာကွင်းလယ်လူဂီမာရစ်နဲ့ခံစစ်ပိုင်းမှာရှားတို့မပါနိုင်တာကအင်ကွင်းမှာကစားမှာဖြစ်ပေမဲ့ဒါ United ရဲ့တိုက်စစ်ကိုတော့ထိန်းဖို့ခက်ခဲပါလိမ့်မယ် United ဘက်မှာလည်းဒါခံစစ်ကစားသမားမာတီစ်နဲ့ဒီလစ်တို့တရားကြောင့်မပါဝင်နိုင်တယ်လို့ဒါမေဆန်မောင်လည်းမပါနိုင်ပေမဲ့တိုက်စစ်ပိုင်းကတော့လူဆုံနေပါတယ်ဟတ်တူဟတ်ကိုကြည့်မယ်ဆိုရင်နောက်ဆုံးတွေ့ဆုံမှု9ကြိမ်မှာဒါနျူကာဆယ်က9ချိန်အောင်နိုင်ထားပြီးတော့ United ကတော့2ချိန်ပဲနိုင်ထားပါတယ်နျူကာဆယ်ကအိမ်ဝင်းမှာနောက်ဆုံးဒါတွေ့ဆုံခဲ့တဲ့3ချိန်လုံးမှာဒါဂိုးမပေးရဘဲနဲ့အနိုင်ရထားပါသေးတယ် United အနေနဲ့ကတော့ဒါအရင်ကရှုံးနေခဲ့တဲ့အဝေးကွင်းရလက်စုတွေကိုဒါကြော်လွှားနိုင်ဖို့နီးပြူဟာအသစ်တွေနဲ့ပွဲထွက်လာနိုင်ပြီးတော့တိုက်စစ်ပိုင်းကတော့ရရှိလာတဲ့ခွင့်ရည်တွေကိုအသုံးချနိုင်မှုတော့လိုပါတယ်နှစ်သိန်းလုံးကတော့တိုက်စစ်ဖွင့်ကစားလာမှာမလို့ပွဲတိုင်းလိုပေးကိုတွေလည်းရှိနေတာကြောင့်ဂိုးများတဲ့ပွဲစဉ်ဖြစ်လာနိုင်ပါတယ်ညီကိုတော့ဒီပွဲရဲ့ရလက်လေးကိုကွန်မန်လေးမှာဝင်ရောက်ခံမှန်းဆွေးနွေးပေးသွားပါအောင်ဗျအားလုံးပဲခွင့်လက်ဖြစ်ကြပါစေဗျ